ဘယင်တွေရဲ့ဘယင်အကြီးမြတ်ဆုံးဘယင်ကမ္ဘာပထမအကျယ်ပြန့်ဆုံးအင်ပါယာတည်ထောင်တဲ့ဘယင်သူက The Great Science ဖြစ်ပါတယ်ဗျ The Great Science ကဘဝကဇလန်းဆန်တယ်ဗျသူ့ဘဝကိုမပြောမီသူခေတ်အခြေအနေကိုကျွန်တော်အရင်ပြပြမယ်သူခေတ်ကလွန်ခဲ့တဲ့နှစ်ပေါင်း2600 BC ကစခဲ့တဲ့အဲ့ခေတ်မှာတိုင်းပြည်ကြီး၄ခုရှိရဗျအဲ့တိုင်းပြည်ကြီး၄ခုကလေဒီယာဘေဘီလုံအီဂျစ်နောက်ဆုံးမီဒီယန်လို့ခေါ်ရဗျကိစ္စအလုံးကမီဒီယန်မှာစခဲ့တယ်မီဒီယန်ကကြတော့ပါရှန်နေနေတဲ့နေရာပေါ့နော်ကျွန်တော်ဇလန်းလို့ပြောပြပါမယ်ဇလန်းရဲ့အစမှာအဲ့ဒီမီဒီယန်ဘယင်ရဲ့သမီးမှာကိုဝင်ရလာရဲ့ကိုဝင်ရလာတဲ့အချိန်မှာဘယင်ကြီးကအိမ်မက်မက်တယ်တဲ့အဲ့အိမ်မက်ကဘာကိုပြောရလဲဆိုလို့ရှိရင်လက်ရှိအုပ်ချုပ်နေတဲ့ဘယင်တဲ့မွေးလာမဲ့ကလေးကပိုပြီးကြီးမားတဲ့တိုင်းပြည်ကိုအုပ်ချုပ်ပါမယ်ဆိုပြီးပြလိုက်ပြီးအဲ့ဒီတဲ့ကိုကြားတဲ့အချိန်မှာဘယင်ကြီးကသဘောကျသွားတယ်သဘောကျပါတဲ့အတွက်သူ့ရဲ့သမီးကိုသူ့ရဲ့လောက်ခံတိုင်းပြည်ကကလေးမရှိတဲ့ဘယင်တယောက်နဲ့ပေးစားလိုက်ပါရဲ့ပေးစားလိုက်ပြီးတဲ့အချိန်မှာဘယင်ကြီးကနောက်ထပ်အိမ်မက်တစ်ခုထပ်မှတ်တယ်ဘာလဲဆိုလို့ရှိရင်မွေးလာမဲ့ကလေးကသူ့ကိုဖြုတ်ချပြီးတော့ဘယင်ဖြစ်မယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်တဲ့အဲ့ဒီတဲ့ကိုကြားပြီးတဲ့အချိန်မှာဘယင်ကြီးကလက်ဖြတ်သွားတယ်ဒါကြောင့်ကလေးမွေးပြီးရတယ်တတ်ဖို့အတွက်သူ့ရဲ့လက်ထောက်ကိုဆေးလွတ်လိုက်တယ်ဘယင်ကြီးရဲ့လက်ထောက်ကလည်းမွေးပြီးချင်းမှာကလေးကိုတတ်ဖို့အတွက်ယူသွားတယ်ဒါပေမဲ့ကံကောင်းချင်တော့သူကိုယ်တိုင်မတက်လိုက်မိဘူးဗျအကြောင်းတစ်ခုကြောင့်သူ့ရဲ့နောက်ထပ်လက်ထောက်ကိုတတ်ဖို့အတွက်ကလေးကိုပေးလိုက်တယ်သူ့ရဲ့လက်ထောက်ကလည်းကလေးကိုတတ်ဖို့အတွက်အင်ကိုယူသွားတယ်အင်ကိုယူသွားတဲ့အချိန်မှာသူ့ရဲ့မိန်းမကမြင်သွားတယ်သူ့ရဲ့မိန်းမကကလေးရမ်းလိုချင်တယ်ဒါပေမဲ့ကလေးမရဘူးပေါ့နော်ဒါကြောင့်ဒီကလေးကိုမြင်တဲ့အချိန်မှာမွေးချင်စိတ်ရမ်းပေါ်လာတယ်ဒါကြောင့်မတက်ဘဲနဲ့သူတို့မွေးလိုက်ပါတယ်တဲ့10နှစ်လောက်ကြာပြီးတဲ့အချိန်မှာနိုင်ငံအတွင်းမှာသတင်းတစ်ခုကပြန့်နှံ့သွားပါတယ်အဲ့သတင်းကဘာလဲဆိုလို့ရှိရင်ဘရင်တော်ဝင်မျိုးနွယ်တွေကိုတဲ့10နှစ်အရွယ်ရှိတဲ့ကောင်လေးကတဲ့ငါဘရင်မှာဆိုပြီးတော့ရိုက်နှက်နေခြင်းဖြစ်ပါတယ်အဲ့ဒါကိုကြားပြီးတဲ့အချိန်မှာကောင်လေးကိုတပြစ်ဖို့လုပ်တယ်အဲ့ဒီအချိန်မွေးစားအဖေရောက်လာပြီးတော့သူကတကယ်မင်းမျိုးနွယ်စစ်ပါမီဒီယမ်ဘရင်ရဲ့မြီးပါဆိုပြီးပြောလိုက်တယ်ဘရင်ကြီးကြားတဲ့အချိန်မှာအဲ့ကောင်လေးကိုမျက်နှာခေါ်ပြီးတော့သူ့မြီးစစ်လားမစစ်လားဆိုတာစမ်းသပ်တယ်တကယ်တည်းနဲ့မြီးအစ်ဖြစ်နေတာကိုတွေ့ရှိလိုက်ရပါတယ်အဲ့ဒါနဲ့သူ့ညီကိုသူတက်ရင်ကောင်းမလားမတက်ရင်ကောင်းမလားဆိုတာသူစဉ်းစားရတယ်ပေါ့နော်စဉ်းစားတဲ့အချိန်မှာကောင်လေးကငါပြင်းလို့ပြောရရဲ့တော်ဝင်မျိုးနွယ်တွေကိုရိုက်တာတွေကရှစ်ဖြစ်ဟောတွေကိုပြေးဆောင်ပြီးသူတို့ဖြစ်တဲ့အတွက်ကောင်လေးကိုမတက်ဘဲနဲ့အင်ကိုပြန်လွှတ်လိုက်တယ်ဒါပေမဲ့ဘရင်ကသူ့ရဲ့လက်ထောက်ကိုအရန်စိတ်တိုးရတယ်သူ့ရဲ့အမိန့်ကိုနားမခံလို့ပေါ့အဲ့ဒါနဲ့ဘရင်ကနေပြီးတော့ညစာခေါ်ကျွေးမယ်ဆိုပြီးတော့သူ့ရဲ့လက်ထောက်ကိုလှမ်းခေါ်လိုက်တယ်လှမ်းခေါ်ပြီးတော့အသားရည်စစ်စစ်ပြီးကျွေးလိုက်တယ်ပေါ့နော်စားပြီးရဲ့အချိန်မှာသူ့သားရဲ့ခေါင်းနဲ့ခြောက်တွေကိုယူလာတယ်ဒါကငါစကားကိုနားမထောင်တဲ့အတွက်မင်းသားကိုမင်းစားဆိုတဲ့အဖြစ်ကိုပေးခြင်းဖြစ်ပါတယ်ဆိုပြီးတော့ပြောလိုက်တယ်။အဲ့ဒီအချိန်မှာသူ့လက်ထောက်ကလည်းဘရင်အလိုတိုင်းမှာဆိုပြီးတော့ကျိတ်မိတ်ပြီးတိခံလိုက်တယ်။ဒါပေမဲ့အရန်မုန်းခဲ့တယ်။ဒီလိုနဲ့10နှစ်15နှစ်ကြာသွားခဲ့တယ်။ Science ကလည်းအသက်ကြီးလာပြီးတော့တိုင်းပြည်ငယ်ရဲ့ဘရင်ဖြစ်လာခဲ့တယ်။ဒါပေမဲ့သူကတိုင်းပြည်ငယ်ရဲ့ဘရင်ဖြစ်ပေမဲ့လည်းသူ့ရဲ့အဖိုးရဲ့စကားကိုနားမထောင်ခဲ့ဘူးပုံကန်လာခဲ့တယ်ပေါ့နော်။အဲ့ဒါကြောင့်သူ့ရဲ့အဖိုးကမျက်စိစပင်မွေးဆူးလာပြီးတော့သူ့လက်ထောက်ကိုပြောတယ်။ဟက်ကောင်ငါမီးကိုမင်းသွားတက်ချီဆိုပြီးတော့ဆစ်လွတ်လိုက်တယ်။သူ့ရဲ့လက်ထောက်ကလည်းအဲ့ဘရင်ကိုမုန်းနေတဲ့အတွက် Science နဲ့ပူးပေါင်းခဲ့တယ်။ Science နဲ့ပူးပေါင်းပြီးတော့ပုံကန်ခဲ့တယ်။နောက်ဆုံးမှာဘရင်ကိုဖြုတ်ချနိုင်ပြီးတော့ Science က Median Emperor ကြီးရရှိခဲ့တယ်။ပြီးတော့အဲ့နောက်ပိုင်းမှာ Archimedes Emperor ဆိုပြီးတော့ပြောင်းလဲခေါ်ဆိုခဲ့တယ်ဗျ။ဇလန်တွဲရပြောရမယ်ဆိုလို့ရှိရင်တော့ Season 1ပြီးသွားပါပြီ။ Season 1မှာကျတော့ Science က Archimedes တိုင်းပြည်ကိုတည်ထောင်နိုင်ခဲ့ပါတယ်ပေါ့နော်။ Season 2လာပါမယ်ဗျ။ Season 2မှာကျတော့ Science ကလေဒီယာတိုင်းပြည်နဲ့တိုက်ခိုက်တာပေါ့နော်ကျွန်တော်လေဒီယာကြောင့်နည်းပြောပြပါမယ်လေဒီယာကျတော့အဲ့ခေတ်ခါတော့အချမ်းသာဆုံးတိုင်းပြည်ဖြစ်ပါတယ်သူကကမ္ဘာပထမအောင်ဆုံးဒင်္ဂါစနစ်ကိုတုံးဆွဲခဲ့တဲ့တိုင်းပြည်လိုလည်းသိရှိရတယ်ဗျအဲ့ခေတ်မတိုင်ခင်တော့ဘုံငွေကြီးဆိုတာမရှိဘူးဗျဥပမာပစ္စည်းတစ်ခုဝယ်တယ်ပတ်စံနဲ့မဝယ်ရအောင်ပစ္စည်းတစ်ခုလဲရပဲရှိဥပမာဖက်နှက်နဲ့စပားနဲ့လဲဘုံငွေကြီးဆိုတာမရှိဘူးပေါ့နော်ဒါပေမဲ့လေဒီယာကအဲ့စနစ်ကိုတည်ထွင်ခဲ့တယ်လို့သိရှိရတယ်ဗျအဲ့ခေတ်မှာတော့လေဒီယာအရင်ချမ်းသာတယ်ချမ်းသာတဲ့အတွက်အင်အားကြီးလာတဲ့ပါရှန်အင်ပရာနဲ့သူတို့ရဲ့ညီရှင်တို့ဖြစ်လာတယ်။အဲ့ဒါနဲ့လေဒီယာဘီကနေပြီးအကြမ်းမြင့်စရာကိုတွားမိရဲ့အဲ့ခေတ်အကြမ်းမြင့်စရာကျွန်တော်ခေတ်ချက်ချီပြီးလိုပဲဘာပဲလို့အကြမ်းမြင့်စရာကိုမေးတယ်။မေးပြီးတော့အဲ့အကြမ်းမြင့်စရာပြောရတဲ့အလုပ်တယ်။အဲ့အချိန်မှာအကြမ်းမြင့်စရာကိုမေးတဲ့အချိန်မှာဒီပါရှန် Archimedes Emperor ကိုတိုက်မယ်ဆိုလို့ရှိရင် Emperor ကြီးတစ်ခုကကြာရှုံးသွားလိုက်မယ်။အဲ့အချိန်မှာလေဒီယာဘီကနေပြီးတော့ဟာဒါငါအပိုင်ပဲငါခွင်ဆိုပြီးတွားတိုက်ကော။တွားတိုက်တဲ့အချိန်မှာတကယ်တမ်းကြာရှုံးခဲ့တာကကျတော့လေဒီယာတိုင်းပြည်ကြီးဖြစ်နေတယ်။ဒါတော့အချင်းချုပ်ပြပြတာပေါ့နော်။အခြေပြောမယ်ဆိုလို့ရှိရင်တော့လေဒီယာနဲ့ Science တို့ကတိုက်ပွဲဖြစ်ကြတယ်လေဒီယာအသားကြီးပဲဗျငွေကြီးရောစင်ရောကုန်တာတယ်ပြီးတော့သူ့မှာမဟာမိတ်တွေအများကြီးရှိတယ်အဲ့လိုနဲ့စောင်းတွင်းဘက်ကိုရောက်လာအောင်အဲ့ခေတ်ကစောင်းတွင်းဘက်ကအရင်အီးရဲ့ပုံမှန်ဆိုလို့ရှိရင်အင်အားနေတဲ့ဘက်ကရှေ့ဆက်မတက်ကြဘူးနောက်ဆုတ်တာများတယ်ဒါကိုသိနေတဲ့လေဒီယာဘီယန်ကကြတော့ Science နောက်ဆုံးမှာပဲအထင်နဲ့စင်ရဖြည့်သေးမှုကိုအလောတကြီးမလုပ်လိုက်ဘူးသူအိမ်နေချင်းနိုင်ငံတွေစီအောင်တောင်းလိုက်တယ်ဒါပေမဲ့အလောတကြီးတော့မလုပ်လိုက်ဘူးပေါ့နော်အဲ့ဒီအချိန်မှာ Science ကပို့ပြီးတော့လဲသွားတယ်သူတောင်းတော့မှာပဲတည့်ရဲ့အတွက်ကြောင့်အသင်းကိုဝင်လုံးခဲ့တယ်။သူ့ထက်အင်အားနှစ်ဆကြီးရဲ့လေဒီယာတက်မလို့ကိုစောင်းနှင်းကြီးမှာဝင်လုံးခဲ့ပါတယ်။ဒါပေမဲ့သူ့မှာပလန်မရှိတော့မဟုတ်ဗျ။ပလန်ရှိတယ်ဗျ။အဲ့ဒါဘာလဲဆိုလို့ရှိရင်လေဒီယာရဲ့အကောင်းဆုံးတက်မလို့ကမြင်းတက်လို့သိရှိရတယ်ဗျ
အဲ့တက်ကခုကမှဆိုရှိလေတက်လို့ပဲအရန်မြန်နဲ့အရန်ကောင်းတယ်ပေါ့အရန်နာမည်ကြီးရဲ့အဲ့ဒီအချိန်မှာလှုပ်ဝက်ချက်တစ်ခုတွေ့ရှိခဲ့ပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်မြင်းတွေကကလပ်အုပ်ရဲ့အနံ့ကိုကြောက်တယ်ဆိုတော့တွေ့ရှိခဲ့ပါတယ်တဲ့တိုက်ပွဲဖြစ်တဲ့အချိန်မှာမြင်းတက်လာနဲ့ကလပ်အုပ်တွေကိုရှေ့ကိုပို့လိုက်တယ်ကလပ်အုပ်အနံ့ကိုကြားတဲ့အချိန်မှာမြင်းတွေကကစင်ကလေးဖြစ်သွားရောသိရှိရတယ်ဗျအဲ့ဒီအချိန်မှာ science တက်မတော်က ACC နဲ့အနိုင်ယူရတယ်လို့သိရှိရပါတယ်ဒီမှာ season 2ပြီးသွားပြီပေါ့နော်အချမ်းသာဆိုတိုင်းပြည်ကိုတိမ့်မဲ့ပြီးရဲ့အချိန်မှာသူကလည်းဝေးကြီးအရာတော်တော်လေးကိုချမ်းသာသွားတယ်ပေါ့နော်နောက်ထပ်တတိယစစ်ပွဲရကြတော့ baby လုံးနဲ့တိုက်တာပေါ့ဗျ baby လုံးကိုတိတ်ယူဖို့တော့ခက်ခဲခဲ့ပါဘူးတဲ့ဘာဖြစ်လဲဆိုလို့ရှိရင်သူတို့တိုင်းသူပြည်သားတွေကဘေးကိုမကျင်းတတ်ကြလို့ပါအကောက်ခုများလာရင်ပြီးတော့သူတို့ကိုးကွယ်တဲ့ဖះကိုစော်ကားတာတွေကြောင့်မကျင်းတတ်ကြပါဘူးဒါကို science ကသိရဲ့အတွက် baby လုံးကိုတိတ်ယူဖို့တဲ့ဆုံးဖြတ်ချက်ချခဲ့ပါတယ်အစပိုင်း baby လုံးရဲ့မျိုးစုံမျိုးဖျားတွေကိုတိတ်ယူတယ်ခက်ခဲတော့မရှိပါဘူးဘာဖြစ်လဲဆိုလို့ရှိရင်ဒေသခံတွေကအစပါဝင်ကူညီလို့ဖြစ်ပါတယ်ဒါပေမဲ့ baby လုံးမျိုးတော်ကိုတိမ့်ပိုက်တဲ့အချိန်မှာတော့ခက်ခဲနေနေရှိခဲ့ပါတယ်ဘာဖြစ်လဲဆိုလို့ရှိရင် baby လုံးမျိုးတော်ကြီးကို Ufaret ဆိုတဲ့မြစ်ကြီးကဝိုင်းရံထားလို့ဖြစ်ပါတယ်အဲ့မြစ်က10ပေလောက်နက်ပြီးတော့ဖြတ်သွန်းသွားဖို့ဆိုတော့မလွယ်လို့ဖြစ်ပါတယ်ဒါကြောင့် Cyrus က idea တစ်ခုထုတ်ခဲ့တယ်မြစ်စီရဲ့လမ်းကြောင်းအစကိုတွားပြီးတော့နောက်ထပ်မြစ်ခွဲတစ်ခုလမ်းကြောင်းဖောက်လိုက်တယ်ဒါဆိုလို့ရှိရင်မြစ်အတွင်းမှာရေတွေကစီးဆင်းမှုအားနည်းသွားတယ်ပေါ့နော်ဥပမာ10ပေလောက်ရှိလို့ရှိရင်4ပေလောက်ပဲရှိရတယ်ဒါကြောင့် science သားတွေကဖြတ်တန်းသွားရခဲ့တယ်ညဘက်ကြီးမှာ baby လုံးဝင်စည်းခဲ့လို့သိရှိရတယ်ဗျဒီလိုနဲ့ baby လုံးရရှိခဲ့ပါတယ်baby လုံးရရှိပြီးရဲ့အချိန်မှာ Jew တွေကိုကျွံပွားကနေပြီးကဲထုတ်ခဲ့လို့သိရှိရတယ်ဗျဒါကြောင့် Jew တွေက science ကိုမျက်နှာချစ်ခင်ကြပါတယ်season 4ကကျတော့ science ရဲ့ကြာရှုံးမှုသူဘာလို့ကြာရှုံးသွားရလဲဆိုလို့ရှိရင်မိမိကိုယ်ကိုအထင်အရန်ကြီးသွားတာကြောင့်လို့တပိုင်းပညာရှင်တွေသတ်မှတ်ကြတယ်Cyrus ကအာရှတိုက်မှာရှိတဲ့ Massis Qatar ဆိုတဲ့တိုင်းပြည်ကိုလိုချင်ခဲ့တယ်။လိုချင်တဲ့အတွက်အဲ့နိုင်ငံဘယင်မကိုလက်ထပ်ပို့တဲ့တောင်းဆိုခဲ့တယ်။ဘယင်မငါးစီလာနေတော့ဆိုပြီးတော့ပြောခဲ့တယ်ပေါ့နော်။ဘယင်မကလည်းသူ့ရဲ့တိုင်းပြည်ကိုပေးရမှာဆိုတဲ့အတွက်ညှိဆိုခဲ့တယ်။ညှိဆိုတဲ့အတွက် Cyrus ကစိတ်တူသွားပြီးတော့စစ်ချီခဲ့တယ်။ဆက်စစ်ချီခြင်းမှာဘယင်မသူ့ရဲ့တာကိုလွှတ်လိုက်တယ်။ Cyrus ကနေပြီးတော့လှည့်စားပြီးတော့ဘယင်မတာကိုတက်ပစ်လိုက်တယ်။အဲ့ဒီအချိန်မှာဘယင်မကစိတ်တူပြီးတော့ထွက်တိုက်တာ Cyrus ကတေဆုံးသွားတယ်လို့သိရှိရတယ်ဗျ။တော်တော်ဝမ်းနည်းဖို့ကောင်းတဲ့အဆုံးသတ်ပါပဲဗျ။တိုက်တိုင်းနိုင်တဲ့ဘရင်ကြီးကအဲ့လိုမျိုးစုံသွားတာကြီးကရုပ်တဲ့ပေါက်တာပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းဖက်ရင်လည်းဘာကြီးလားဆိုပြီးကြောင်သွားတယ်ပေါ့နော်ဟုတ်ကဲ့ပါ science ကတည်ဆုံသွားပြီမဲ့လေသူ့ကိုအရင်မြင့်မြတ်တဲ့ကြီးကျယ်တဲ့ဘရင်ဖြစ်သတ်မှတ်ကြပါတယ်ဘာဖြစ်လဲဆိုလို့ရှိရင်သူအုပ်ချုပ်တဲ့နိုင်ငံတွေမှာသူကအာဏာရှင်မဆန်ဘဲနဲ့လွတ်လပ်ခွင့်ကိုပေးထားပါတယ်ပေါ့နော်ဥပမာပြောရမယ်ဆိုလို့ရှိရင်သူအုပ်ချုပ်တဲ့တိုင်းပြည်တွေမှာဘာသာပေါင်းစုံရှိတဲ့အဲ့ဒီဘာသာတွေအားလုံးကိုလွတ်လပ်စွာကိုယ်ခွင့်ပေးထားပါတယ်ပြီးတော့အခွန်လဲ short ကောက်ပေးရလို့သိရှိရတယ်ဗျနောက်တစ်ခုကကျတော့သူ့ရဲ့တိုင်းပြည်အများကြီးကိုအုပ်ချုပ်တဲ့ပုံစံမှာအဲ့ဒီအုပ်ချုပ်မှုစတိုင်ကိုနောက်ပိုင်း Alexander တို့ဆုလက်တန်တို့ကအတူယူကျင့်သုံးကြပါတယ်သူရဲ့အုပ်ချုပ်မှုဆိုင်ရာကျတော့ပြည်နယ်အများကြီးမှာကိုယ်စားလှယ်ထားပြီးတော့အဆင့်ဆင့်နဲ့အုပ်ချုပ်တာပေါ့နော်အဲ့ဒီစနစ်ကိုနောက်ပိုင်းလူတွေကျင့်သုံးကြပါတယ်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်ဗျကျွန်တော်နောက်ထပ်အနေနဲ့နာမည်ကြီးပြည်နယ်ရဲ့အကြောင်းဖော်ပြပေးမှာဖြစ်တဲ့အခါကျတော့ကျွန်တော်ရဲ့ channel လေးကို follow လုပ်ပေးထားပါဗျ